လင်းအားဆိုရင် ready နော် ကောင်းလိုက်တာဆရာရဲ့ဆရာ ဗျာ ကိတ်ဆရာတကြားဖက်ထားတဲ့ကိတ်တွေမစားဘူးလင်း အဲ့ဒါဆရာမစားရင်လည်းပဲစားလိုက်တော့မယ်ဩဆရာရဲ့လင်းအောင်ရအောင်ကုန်အဲ့ကိတ်ကိုပြောတာမဟုတ်ဘူးဆရာရဲ့ ဘာကိတ်လဲလင်း ချီကိတ် ဂျီကိတ်ဟုတ်လေ ချီကိတ်ချင်လို့ဆရာရဲ့ လင်းရဲ့ဒါမှလွယ်လွယ်လေးလာသွားမယ် ဘယ်ဟုတ်လဲ ခံနေလိုက်ခဲ့ ဆရာဘယ်ခန်းထဲသွားမှာလဲဆရာလည်း လိုက်မှာလာလိုက်ခဲ့စမ်းပါလင်း ဆရာလားအဲ့တော့မှလူတွေအများကြီးပဲနော်သမီးကရှက်တယ်ဆရာတို့မခေါ်နဲ့တော့ဟိုခေါ်ဒီခေါ်နဲ့လာသွားမယ် လင်းကဲရောက်ပြီဒါ Amscat Neuron ဒီခန်းလား ဘယ်ခန်းချင်လို့လဲ ညညလေးလို့လာနေကြအခန်းကိုပြောရတဲ့ထင်လို့ ဘာ သမီးလာလာစားတဲ့အခန်းကိုပြောတာဆရာရဲ့ ပြောအဲ့ခန်းပဲထားလိုက်ပါတော့လေအဲ့ခန်းပဲထားလိုက်ပါတော့ ဒါနဲ့လေဒီစက်ကြီးကဘာလုပ်တာလဲဆရာ ဒီစက်ကြီးကလင်းတို့လိုမျိုးတင်ကိတ်ချင်တဲ့သူတွေအတွက်ကိုရန်ကိုကောင်းတဲ့ဆက်တင်ကိတ်တာတွေမကောက်လင်းကိတ်ချင်တဲ့နေရာအကုန်လုံးကိတ်လို့ရ ဟဲမလေးစိုက်တယ်ဆရာရဲ့စိုက်တယ် လင်းဘာစိုက်တာလဲ ပြစ်ချင်တဲ့အရာမှတည်းအားလုံးပြလို့ရတယ်ထောက်ထားအေးက Amscat Neo treatment ကိုအရန်စိုက်တယ်လို့ပြောတာပါဆရာရဲ့